စာပို့သမားရောက်လာလို့ကြောင်လေးကတစ်ချက်ပဲဟောင်းလိုက်တာပါဘလောက်တောင်ပြင်းထန်သွားတယ်လဲဆိုရင်သတင်းပေါက်မှန်တွေရောစာပို့သမားမျက်မှန်ရောကွဲသွားတဲ့အထိပါပဲဒီကြောင်လေးဟာတခွဲကန်းတွေကဓာတုဗေဒဆေးရည်တွေအပြည့်နဲ့စင်ကိုမတော်တဆတိုက်မိရာကနေစခဲ့ပါတော့တယ်ဒီဆေးရည်တွေနဲ့ထိတွေ့မိပြီးတဲ့နောက်ကြောင်လေးစီမှာမယုံနိုင်စရာစွမ်းအားတွေရလာလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ပါဘူးသိပ္ပံပညာရှင်ဦးရှိကြီးကကြောင်လေးကိုပြန်ဖမ်းဖို့တခွဲကန်းကိုအမြန်ပိတ်လိုက်ပေမဲ့ကြောင်လေးကတော့အထူပေ30လောက်ရှိတဲ့တံမဏိတကားကြီးကိုတောင်အသာလေးဝင်တိုက်ပြီးထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီညမှာပဲသွားစရာလာစရာမရှိတဲ့ကြောင်လေးဟာအမိုက်ပုံထဲမှာအစာရှာစားနေတော့တခြားကြောင်လေးလွင်3កောင်ရဲ့ဝိုင်းပြီးချင်းချောက်တာကိုခံလိုက်ရပါတယ်သူ့မှာဘာစွမ်းတွေရှိနေမှန်းမသိသေးတဲ့ကြောင်လေးဟာကြောက်လန့်တကြားထွက်ပြေးရကနေကားတစ်စီးနဲ့ပြင်းပြင်းထန်ထန်တိုက်မိသွားပါတယ်ကားမောင်းသမားကကြောင်လေးကိုကြည့်ဖို့ဆင်းလာတဲ့အခါမှာတော့ကြောင်လေးဟာဘာတန်ရာမှမရပဲအေးစေးကားအောက်ထဲမှာရက်နေတာကိုတွေ့ပြီးအံ့ဩသွားပါတယ်ဒါနဲ့ပဲသူကကြောင်လေးကိုတနာပြီးအိမ်ခုံမွေးဖို့ဆုံးဖြတ်လိုက်တာပေါ့ဒါပေမဲ့သူ့ကားဗန်ပါကြီးမှာကြက်ဥတစ်လုံးစာလောက်ခြံဝင်သွားတာကိုတော့သူသတိမထားမိလိုက်ပါဘူးနောက်တစ်နေ့မှာတော့ကြောင်လေးဟာအနက်မွေးမွေးလေးနောက်လိုက်ရှာရင်အစားအစာဘူးတစ်ခုကိုတွေ့သွားပါတယ်သူကအသားလေးကိုက်လိုက်တာတော့အဲ့ဒီဘူးကြီးကပောက်ကွဲထွက်သွားပြီးအစားအစာတွေနေရန်အနှံ့စင်ကုန်ပါတော့တဲ့အင်ရှင်တစ်ကသူ့ကိုမောင်းထုတ်မှဆိုလို့ကြောင်လေးခမများအမြန်ပဲပြန်ရှင်းလိုက်ရပါသေးတယ်အဲ့ဒီအချိန်မှာပဲစာပို့သမားရောက်လာလို့ကြောင်လေးကသတင်းပေါက်ကနေတစ်ချက်ပဲဟောင်းလိုက်တာပါဒါပေမဲ့ဘလောက်ပြင်းတယ်လဲဆိုရင်သတင်းပေါက်မှန်တွေကစာပို့သမားရဲ့မျက်မှန်မှာကွဲထွက်သွားတဲ့အထိပါပဲစာပို့သမားလည်းတင်မတက်ကြောက်ပြီးထွက်ပြေးသွားပါတော့တယ်အင်းဆိုဖာကြီးတစ်ခုလုံးကိုအသားလေးမပြစ်နိုင်တဲ့အထိသူ့ရဲ့စွမ်းအားတွေကထူးခြားလာပါတယ်ခိတ္တကြတော့ပိုင်ရှင်ဖြစ်သူတဲပဲပြန်လာပြီးအိမ်ထဲမှာကွာစာကျင်းနေတာကိုမြင်တော့တကိုးဝင်တယ်လို့ထင်သွားပါတယ်အဲ့ဒီအချိန်မှာပဲဒါတွေအလုံးကိုကြောင်လေးလောက်တာဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်တဲပဲလည်းပတ်လည်းကြည့်လိုက်တော့အိမ်ထဲမှာသူတယောက်တည်းဖြစ်နေတာပေါ့ဒေးဗစ်ကကြောင်လေးကိုကြည့်ပြီးမင်းစကားပြောနေတာလားလို့နောက်တူပြောင်းတယ်လို့မေးလိုက်တဲ့အခါကြောင်လေးကတကယ်ကြီးပြန်ပြေးလိုက်ပါတော့တယ်နှစ်ယောက်သားအံ့အားသင့်သွားပြီးအချင်းချင်းစကားပြောလို့ရမှန်းသိသွားကြပါတယ်အဲ့ဒီနောက်ဒေးဗစ်ကကြောင်လေးကိုသူ့ရီးစားနဲ့မိတ်ဆက်ပေးဖို့ခေါ်သွားရမှာကြောင်မလေးတစ်ကောင်နဲ့ဆုံပြီးတစ်ချက်ကြည့်ုံနဲ့တင်ချစ်မိသွားပါတော့တယ်အဲ့ဒီမှာတင်သူကသူ့ရဲ့စွမ်းအားတွေကိုထုတ်ပြပြီးကြွားပါတော့တယ်သူကပန်ကန်ပြပြန်ကိုအမြန်လိုက်ဖမ်းပြတယ်ပြီးတော့မြေကြီးတူးတာလဲဘက်ဖိုးနဲ့တူးထားသလားအောက်မေ့အောင်ကိုလုပ်ပြခဲ့ပါတယ်ဒေးဗစ်ကစိုးရိမ်တကြီးနဲ့မင်းမှာတခြားပါစွမ်းအားရရှိသေးလဲလို့မေးတဲ့အခါကြောင်လေးကစမ်းသပ်ပြပါတယ်သူဟာအဝေးကြီးကိုလှမ်းမြင်နိုင်ုံတင်မကပဲအဝေးကတက်တက်လေးကြားရတဲ့အတန်တွေကိုတောင်နားထောင်နိုင်ပါတယ်အဲ့ဒီအချိန်မှာပဲသူချစ်ရတဲ့ကြောင်မလေးအကူကြီးတောင်းတန်ကိုကြားလိုက်ရတဲ့အတွက်သူဟာမဆိုင်မတွားပဲလမ်းပေါ်ကိုပြေးထွက်ပြီးကဲတင်ဖို့ကြိုးစားပါတော့တယ်